အလုပ်ပဲမိကြတာဒီနေ့မှဆေးရုံထားပါလေခုတ်ခိုင်းတဲ့မမလေးကိုခုတ်ပေးပါမယ်ရှင်အခုတော့ဆေးရုံလာပါရှင်ဒါလည်းဆေးရုံလာပါလေတာလိုင်းတိတ်မကောင်းတဲ့အတွက်ကြောင့်အဲ့လိုမျိုးလေးဖြစ်နေရပါရှင်โอเคလိုင်းကတော့ကျမမကောင်းတက်ကောင်းပဲပေါ့နော်ဆေးထားပါလေအယောင်လေးကလှရပေါ့နော်ချစ်ဖို့လည်းကောင်းပါရဲ့ဒီကဘယ်ထားပါလေးခုတ်ပြမလဲပြောပြကြပါအောင်ရှင်ဟဲ့ကြပါပြီစိတ်ညစ်ပဲနောက်နေ့ကျရင်ကျမညီမလေးကြီးလာပြီဆိုလို့တော့ခဲကိုသိပြီဆိုရင်လေကျမညီမနဲ့ဆော့ပေးမယ်နော်အခုကတော့သူတသိလေးပဲဘူးဘဆိုတာဘာမှန်းတော့မသိဘူးသူကတော့သူ့အကြိုက်ဆုံးခင်းနေတယ်ဆိုတော့ဒုက္ခပုက္ခပေါ့ကျမလေးဆိုတော့ဟေးဟေးဟေးโอเคပြောစနာတခုရှိရပါဂိမ်းကြီးဆော့ပြမလားပြောပြကြပါအောင်လေးပါမပြန်နဲ့လို့ဒီကံကောင်းလို့โอเคပြန်ကြည့်ကြည့်အောင်မယ်နော်ဟာအေးဒီနားမှာတင့်နေတော့โอเคSamyuku, okay, go, bumbale, bumbale. ကျမတက်တော့ကောက်ဖွင့်ရှင်တယ်။ဒါပေမဲ့ဖွင့်ရရင်တက်တော့လာပြန်စုံကြပါမယ်။ Okay နောက်ထပ်ဘယ်ဂိမ်းလေးဘယ်ရောင်လေးခုံပြမယ်လဲပြောပြကြပါဦး။အခုကတော့စမ်းရောင်ပါ။အမဟုတ်သေးဘူးဟာ။အိုးဘဝမှာโอเคအဲ့ဆိုရင်တော့နောက်ဆုံးကနိုင်သွားပါပြီရှင်ဘယ်ထားဝါလေးခုံပြမလဲကြည့်ပြကြပါ